British စာရေးဆရာမ MMK ရေးသားသည့် The Far Pavilion စာအုပ်ကိုဆရာမြတ်တန်းတဲ့ဘာသာပြန်ဆိုသည့်ရွှေပြည်တော်မြို့တိုင်းဝေအခန်း53ဒီဇင်ဘာရာသီဥတုကထူးထူးခြားခြားနှွေးနေသည်တို့ရရင်နှစ်သက်ကူးသို့ရောက်လာသည့်အခါတွင်မူအေးလာ၏Ash သည်အိပ်ပျော်နေရမှလင်းငါကြီးတွင်ပျော့ပြောင်းအေးဆက်သောလက်ချောင်းများဖြင့်ပါးပြင်းနှင့်မျက်ခုံများကိုလာဆန်းသဖြင့်အိပ်ယာမှလန်နိုးလာသည်ဒီတစ်ခါလဲအိမ်မက်မက်နေပြန်မှာပကောအိမ်မက်ထဲတွင်သူကတောင်ကြားလွင်ပြင်ရှိစမ်းချောင်းကလေးတစ်ခုအနီးတွင်အိတ်ကိုင်းလျက်ထိုတောင်ကြားလွင်ပြင်မှာအမေတီတာပြောမှုသည့်တောင်ကြီးရှူကြားကနေရာကလေးရာသီကຫນွေဦးတစ်တော်ဘူးတွေကတဝေဝေတက်ကိုင်းတွေကြားတွင်လေပြင်းတညင်းညင်းရွက်လွှာတွေကကျွေစင်းလျက်သူမျက်နှာပေါ်တွင်လာတင်နေကြသည်အေးမြသည့်ပန်းလွှာကလေးများ၏အတွင်းနှင့်ဆိုင်းရည်စည်းတံတွင်တွင်ကြောင့်သူနိုးလာခဲ့ခြင်းဖြစ်သည်အချိန်အတော်ကြာကြာအိပ်ပျော်သွားခဲ့ဟန်ရှိ၏ထိုစဉ်လေပြင်းတိုက်လာကနှင်းညွေကြလာသည်နှင်းများကြမီလောဟုမငိမ့်ညကပင်သူတွေး၍စိုးရိမ်ခဲ့သေးသည်တို့ရရင်ထိုစဉ်ကလေမထန်သည်ကြောက်ဆောင်ကြီးတွေနောက်ကဂူချင်းချင်းကလေးတစ်ခုတည်းတွင်မီးဖိုပြီးထမင်းချက်သည်ပေါင်လာသည့်အခါတွင်ဆောင်းချုံ၍အိပ်ပျော်သွား၏မီးဖိုကလေးကြောင့်နှွေးထွေးလျက်နောက်ပိုင်းတွင်လေတိုက်လာဟန်တူသည်ယခုသူနိုးလာသည့်အခါတွင်မူလေသည်တောင်ကြားများတွင်တဝီဝီမြည်လျက်ရှိ၏ညှင်းမုံများသည်ဂူထဲသို့လွင့်လာကြသည်Ash သည်သူမျက်နှာပေါ်သို့ကျလာသောနှင်းမုံများကိုတုပ်ပစ်လိုက်၏ဆောင်းမော်တွင်တင်ကြီးသည့်နှင်းပွင့်များကိုလည်းခါချကာတပတ်လုံးမချွတ်ဘဲဝတ်ထားသည့်တိုးရည်အင်ကြီးပေါ်မှထပ်၍ဆောင်းချုံလိုက်သည်တိုးရည်အင်ကြီးကမိခိုးနှက်နှင့်စီနှက်နံလျက်တိုးမွေးနှက်နှင့်ချွေးနှက်တို့နံစောလျက်တို့ရတွင်ဒီအင်ကြီးကြီးကြောင့်ဒီလောက်နှွေးနေခြင်းဖြစ်သည်ဒီလောက်အညံ့ငုံမှုခံနိုင်နေပြီကူဝကိုလှမ်းကြည့်လိုက်သည်အလင်းရောင်ပြပြကိုမြင်ရသည့်အတွက်အာယုံတက်ခါနီးပြီဟုသိရ၏Ash သည်မိထပ်ဖို့ရန်ဂူအတွင်းဘက်သို့လာခဲ့သည်ယူလာသည့်ကြောင်မီသွေးနှင့်မနေ့ကဆုထားသည့်ချင်းချင်းချင်းကြံနေသည်လက်ဖက်ရည်ကလေးတစ်ခွက်နှစ်ခွက်စာလောက်ကိုမူကျိုးနိုင်သေးသည်ချပါတီကလေးနှစ်ချက်လဲကြံနေသည်ဘိုက်ထဲသို့အစာကလေးညဲညဲဝင်သွားလျင်နှွေးလာလိမ့်မည်သွေးလက်ပတ်မှုနှုံမြန်လာလိမ့်မည်Ash သည်ရင်နွေးကြိုရင်ပြီးခဲ့သည့်ညဟောင်းကုံကားကြီးနှင့်ယခုနှစ်သက်တွင်သူကြုံတွေ့ခဲ့ရသည်တို့ကိုပြန်စင်းစားနေသည်မဒန်းကိုပြန်ကျင်းလာပြီဇူလီကိုလွမ်းလာပြီအိန္ဒိယပြည်ငံချုပ်လော့လစ်တန်ကမိမိသည်အာဖဂန်ပြည်သူများကိုတိုက်ညိခြင်းမဟုတ်ဘဲအာဖဂန်စော်ဘွားကိုတိုက်ညိခြင်းဖြစ်သည်ဟုထပ်ပြန်တလဲလဲကြေညာခဲ့၏စီမံကိန်းညံပြင်းခြင်းကြောင့်အငဲငယ်အခက်အခဲတွေ့ရသည့်တိုင်အောင်ပွဲခံနေသည်စစ်ကြေညာပြီး2ရက်အတွင်းတွင်အလီမက်စတစ်ခံတပ်ကိုသိမ်းပိုက်လိုက်မိသည်မိမိတို့ဘက်မှ15ယောက်ကြာဆုံးခဲ့ပြီး34ဦးဒဏ်ရာရခဲ့သည်ရဲအငဲငယ်အကြတွင်ဒက္ကာနှင့်ဂျလာလာဘတ်တို့ကိုသိမ်းပိုက်လိုက်၏နှစ်စန်းတရက်နေ့တွင်ဗြိတိရှားတို့သည်ထိုသုံးနေရာတွင်အခိုင်အမာခြေကုပ်ရနေကြလေပြီအခြားစစ်မျက်နှာများတွင်လည်းဗိုလ်ချုပ်ရောဘတ်ကုတ်ကဲသည့်ကူရန်စစ်မြေပြင်တပ်ဖွဲ့ကကူရန်တောင်ကြားရှိအာဖဂန်တပ်များအားလုံးလောက်ကိုသိမ်းပိုက်မိလိုက်လေပြီနှစ်စန်းတရက်နေ့တွင်နိုင်ငံရေးအရာရှိအဖြစ်တပ်များနှင့်အတူပါလာသည့်ဗိုလ်မှူးကာဗတ်နာရီကဂျလာလာဘတ်တွင်ကျင်းပသည့်ဒါဘာပွဲ၌သိမ်းပိုက်ပြီးညင်များမှအာဖဂန်လူမျိုးစုခေါင်းဆောင်များနှင့်တွေ့ဆုံကဗြိတိရှားကအာဖဂန်နစ္စတန်ကိုဝင်ရောက်တိုက်ခိုက်ရခြင်းအကြောင်းရင်းများနှင့်ငြိမ်းချမ်းစွာနေလိုသောဗြိတိရှားတို့၏ရည်ရွယ်ချက်များကိုရှင်းလင်းပြသည်Ash သည်ဗိုလ်မှူးကာဗတ်နာရီနှင့်တွေ့ခြင်းသည်အခြေအနေအရရက်ကိုရှင်းပြခြင်းသည်ဂျလာလာဘတ်သို့သွားတွေ့လျင်အခက်အခဲရှိလိမ့်မည်မဟုတ်ဟုလည်းAshယူဆ၏ယခုအချိန်တွင်ထွက်ပြေးနေသောဂျလာလာဘတ်မြို့သူမြို့သားများသည်အိမ်များသို့ပြန်လာကြကာဗြိတိရှတပ်များကိုအစမတန်ဈေးနှုန်းများဖြင့်ဈေးရောက်နေကြသည်ဂျလာလာဘတ်မြို့ထဲတွင်အာဖဂန်လူမျိုးတွေဥဒဟိုသွားလာလျက်နောက်ထပ်တစ်ယောက်လောက်မူဘာမှအကြောင်းမဟုတ်တော့မန္တပိုင်းထွက်ရန်ဖြစ်တော်လဲညှင်းညွေကြနေသဖြင့်Ashခရီးမထွက်နိုင်တို့ရရင်နောက်ပိုင်း၌နှင်းဆဲသွား၏မွန်တဲလောက်တွင်မူပိုဝင်တာလူမျိုးစုတတိုင်းနှင့်တွေ့သဖြင့်သူတို့နှင့်အတူဂျလာလာဘတ်သို့ရော၍လိုက်လာခဲ့သည်ငြိမ်မဝင်မီတနာရီလောက်တွင်မြို့ရိုးတွေကာထားသည့်ဂျလာလာဘတ်သို့ရောက်၏ဗိုလ်မှူးကာဗတ်နာရီနှင့်တွေ့ရသည်မှာတိတ်အခက်အခဲမရှိလားစီစဉ်ထားသည့်အတိုင်းတက်ကြီးကောင်းချအချိန်လောက်တွင်မြို့ပြင်ဘက်တနေရာ၌သိုးရီအင်ကြီးခေါင်းတွင်ပဝါပေါင်းထားသည့်လူတစ်ယောက်သူ့ကိုလာတွေ့သည်Ash ကသူ့အမည်ကိုပြောပြီးသူမေးသည့်မေခွန်းအချို့ကိုဖြေလိုက်သည့်အခါတွင်ထိုလူသည်Ash ကိုကင်းများကြားမှဖြတ်၍ခေါ်လာကကျင်းမြောင်းသောမြို့လမ်းများတစ်လျှောက်ခေါ်လာခဲ့ပြီးနောက်ခန့်ငယ်ငယ်အဆောက်အုံတစ်ခုရှိတွင်ရပ်လိုက်၏တကားဝတွင်တကိုယ်လုံးဆောင်တွေခြုံထားသည့်လူတစ်ယောက်ဆောင်နေသည်ခဏကြာနှင့်Ash သည်မိမိန်ထွန်းထားသည့်အခန်းကလေးတစ်ခုထဲသို့ရောက်သွား၏အခန်းကလေးထဲတွင်မူပက်ရှ်ဝါအရေးပိုင်ဟောင်းဖြစ်ပြီးယခုပ
ရှ်ဝါတောင်ကြားစစ်မြေပြင်တပ်ဖွဲ့နိုင်ငံရေးမှုတာဝန်ယူထားရသည့်ဗိုလ်မှူးကာဗတ်နာရီစပွဲပေါ်တွင်တင်ထားသည့်အစီရင်ခံစာတစ်ထပ်ကြီးဖြင့်အလုံးများလျက်ယူလာသည့်သတင်းမှာလန့်စရာလည်းကောင်းသည်စိတ်မကောင်းစရာလည်းကောင်းသည်တို့ရရင်အာဖဂန်စော်ဘွားရှားအလီကိုစိတ်ဆိုးနေသည့်ဗိုလ်မှူးကာဗတ်နာရီကမူစိတ်မကောင်းခြင်းမဖြစ်အိန္ဒိယဘီရင်ငံချုပ်လော့ဒ်လေတန်၏ရာဇသံကိုပြန်ကြားသည့်မိမိပြန်ကြားချက်သည်နောက်ကျ၍ရောက်သွားကြောင်းမိမိတိုင်းပြည်ကိုဗြိတိရှတို့ဝင်ရောက်တိုက်ခိုက်ပြီးဖြစ်ကြောင်းလေပြင်းတွင်တဖြုတ်ဖြုတ်ကြွေကြသည့်တည်တည်မဲ့လိုမိမိခံတပ်များသည်တစ်ခုပြီးတစ်ခုဗြိတိရှတို့လက်သို့ကျသွားပြီးဖြစ်ကြောင်းကြားရသည့်အခါတွင်အာဖဂန်စော်ဘွားရှားအလီသည်မကြံတက်မစီတတ်တော့ဘဲဇာဘရင်ထံအကူအညီတောင်းသည်နှစ်ပေါင်းများစွာအကျယ်ကျုပ်ချုပ်ထားခဲ့သည့်တာကြီးယာကော့ခန်ကိုလည်းတိုင်းပြည်အခြေအနေကြောင့်အကျယ်ကျုပ်မှလွတ်ပေးကနမ်းမွေစက္ကန့်သူနှင့်ပူးတွဲစော်ဘွားအဖြစ်အတိအမှတ်ပြုလိုက်ရသည်တို့ရရင်ထိုအဖြစ်မျိုးဖြစ်ရသည်ကိုစော်ဘွားရှားအလီမခံနိုင်ရှက်လဲရှက်သည်စိတ်လဲဆိုးသည်သူချစ်မြတ်ညိုရသောတားငယ်ကွယ်လွန်ခဲ့ရပြီးမကြမီသူတို့တိုင်းပြည်အားဗြိတိရှတို့ဝင်ရောက်တိုက်ခိုက်ခြင်းကိုခံခဲ့ရသည်ယခုသူမုန်းသည့်တားဆိုးတားမိုက်ယာကော့ခန်ကိုထိနှန်းအမွေပေးလိုက်ရပြန်ပြီယခုအခိုက်အတန့်တွင်တာကြီးယာကော့ခန်ကိုအာဏာလွှဲပေးခဲ့ကမိမိမှမူစိန့်ပီတာစဘတ်သို့သွား၍ရုရှားဇာဘရင်ထံအကူအညီတောင်းမည်ထို့မြမကတရားမျှတမှုကိုလိုလားသည့်ဥရောပနိုင်ငံများထံအကူအညီတောင်းမည်ဗြိတိရှတို့၏မတရားအနိုင်ကျင့်မှုကိုတိုင်တန်းမည်ဟုဆိုကာခရီးထွက်သွားခဲ့သည်ဗိုလ်မှူးကာဗတ်နာရီကပြောပြသည့်သတင်းများကိုနားထောင်ပြီးနောက်ခက်လောင်လောင်ဖြင့်ဟုတ်ပါတယ်ဒီသတင်းတွေကိုငါလည်းရထားပြီးပါပြီရှေ့မှာသူဘာလုပ်မယ်ဆိုတာကိုလည်းငါတို့သတင်းရထားပြီးပြီသူဘာလုပ်မယ်ဆိုတာနဲ့ပတ်သက်လို့ဗြိတိရှအစိုးရစီကိုလည်းတရားဝင်အကြောင်းကြားပြီးပြီစိန့်ပီတာစဘတ်မှာကျင်းပမယ်နိုင်ငံတကာကွန်ဂရက်တစ်ခုမှာသူပြဿနာကိုတင်ပြမယ်ခုငါသိရသလောက်ဆိုရင်ရှားအလီဟာဒီဇင်ဘာလ22ရက်နေ့မှာကဘူးကနေအမည်မဖော်တဲ့ဒေသတစ်ခုကိုခရီးထွက်သွားတယ်လို့ကြားရတယ်ဗိုလ်မှူးကာဗတ်နာရီ၏အတန်ကလှောင်ပြောင်သည့်အတန်တယောက်ထဲသာသတင်းပေးနိုင်သည်မဟုတ်သူတွင်သတင်းပေးသူတွေအများကြီးရှိသည်ဆိုသည့်သဘောကိုပြနေသည်ဟန်တာကစ္စတန်နယ်ထဲကမာဇာအီရှရစ်ဆိုတဲ့မြို့ကိုထွက်သွားတာခမနှစ်စန်းတရက်နေ့မှာအဲ့ဒီကိုရောက်ပြီးဟုတ်မှာပေါ့မကြခင်မှာဆိုင်ယာကဒီသတင်းကိုအတီးပြုချက်ရောက်လာတော့မှာပါဟုတ်ပါတယ်ရောက်မှာပါဒါပေမဲ့ဘိုးမှုစောစောစီးတီးသိရင်ထူးများထူးမလားလို့ကျွန်တော်လာပြောတာပါဘာထူးရမှာလဲကွရှားလီဟာရုရှားနဲ့ပေါင်းနေပြီဆိုတာကိုတို့သိပြီးသားပဲဒီသတင်းကိုထောက်တော့ဒိုးမှန်နေဆိုတာကိုသက်သေပြပြီးသားဖြစ်သွားတာပေါ့သည်ဘိုးမှုကာဗတ်နာတွေကိုစိုက်ကြည့်နေ၏ဒါပေမဲ့ရှားအလီဟာအရေးကြီးတဲ့နေရာမှာမရှိတော့ဘူးခမရှားအလီဟာတခန်းရက်သွားတော့မယ်ကဘူးကိုဘယ်တော့မှပြန်လာတော့မှာမဟုတ်ဘူးရာဇပလင်မော်ကိုလည်းဘယ်တော့မှပြန်ရောက်တော့မှာမဟုတ်ဘူးတကယ်လို့သာကဘူးမှာသူဆက်နေပြီးပြက်ပြက်သားသားခံတိုက်ရင်သူ့နောက်ကိုအာဖဂန်လူမျိုးတွေအားလုံးစုယုံပြီးကျွန်တော်တို့ကိုခံတိုက်ကြမှာဒါပေမဲ့ရှားလီဟာခံမတိုက်ပဲရှောင်ပြေးသွားပြီသူ့နေရာမှာတာကြီးယာကော့ခန်ကိုထိနှန်းလွှဲပေးခဲ့ပြီးပြီရှားလီဟာဘယ်တော့မှပြန်လာတော့မှာမဟုတ်တော့ဘူးထားပါလေကျွန်တော်လာတာကဒီအကြောင်းကိုပြောဖို့လာတာမဟုတ်ပါဘူးနောက်ဆုံးသတင်းကိုပြောဖို့လာတာပါရှားလီဟာစိန့်ပီတာစဘတ်ကိုလည်းဘယ်တော့မှရောက်မှာမဟုတ်တော့ဘူးခမရှားလီဟာကွယ်လွန်တော့မယ်ဘာကွယ်လွန်တော့မယ်ဟုတ်လားတေချာရက်လားဘိုးမူကာဗတ်နာတွေကအလန့်ကြကြားမေးလိုက်သည်ဟုတ်တယ်ခမသူသေတော့မယ်ဆိုတာသူ့ကိုယ်သူသိရဲ့တဲ့ဒါကြောင့်မြန်မြန်သေအောင်ဆိုပြီးအစာလည်းမစားတော့ဘူးဆေးလည်းမတောက်တော့ဘူးတဲ့သူနဲ့ညီစက်တဲ့လူတွေကပြောတယ်သူအင်မတန်ချစ်တဲ့သားငယ်သေးပြီးသူမုန်းတဲ့သားကြီးကိုထိနှန်းလွှဲပေးခဲ့ရတဲ့အတွက်လဲတော်တော်စိတ်ထိခိုက်နေရဲ့တဲ့ဒီအထက်မှာရုရှားတွေနဲ့ကျွန်တော်တို့ကသူတို့ကိုအကြက်ကင်နေကြတဲ့အတွက်လဲတော်တော်ကိုစိတ်ညစ်နေရဲ့တဲ့လူတွေကတော့သူသက်ဆိုးရှင်မယ်လို့မထင်ကြတော့ဘူးတာကစ္စတန်မှာပဲခေါင်းချတော့မယ်ထင်နေတဲ့တကယ်လို့ရုရှားကိုသွားရင်လည်းရောက်မှာမဟုတ်တော့ဘူးတဲ့ရုရှားတွေကလည်းသူ့ကိုပြန်ပို့ကြမှာပဲတဲ့ဒီအထဲမှာရုရှားနဲ့ကျွန်တော်တို့ကတရားဝင်မဟာမိတ်နိုင်ငံတွေဖြစ်နေကြတော့ရုရှားတွေစီကလည်းဘာအကူအညီမှရမှာမဟုတ်ဘူးတဲ့ရုရှားကိုအကူအညီပေးဖို့ဗိုလ်ချုပ်ကော့ဖ်မင်းကတဆင်ဆက်သွယ်တော့ဗိုလ်ချုပ်ကော့ဖ်မင်းကရုရှားတွေစီကိုအကူအညီတောင်းမဲ့အစားဗြိတိရှတွေနဲ့ပဲစိတ်ဆက်ပါလို့အကြံပေးတဲ့အစတုန်းကတော့ရုရှားကိုအကူအညီတောင်းဖို့စိတ်ကူးနဲ့ကဘူးကထွက်သွားတာပဲခုတော့ရုရှားစီကအကူအညီမရတော့ဘူးဆိုတော့ကဘူးကိုခွာတာမှားပြီဆိုတာသူသိလောက်ရောပေါ့သူ့အတွက်တော့စိတ်မကောင်းပါဘူးဒါပေမဲ့သူဒီလိုလုပ်လိုက်တော့စစ်ပြီးသွားပြီးကျွန်တော်တို့တက်တွေအိန္ဒိယကိုပြန်နိုင်သွားတာပေါ့ဘာဖြစ်တယ်တို့တက်တွေအိန္ဒိယကိုပြန်ရမယ်ဟုတ်လားဘိုးမူကာဗတ်နာတွေကမျက်မှောင်ကျုပ်၍မေးသည်ဟုတ်တယ်ခမပြီးတော့ကျွန်တော်တို့ဘီရင်ငံချုပ်ကကြီးညာခဲ့တယ်မဟုတ်လားခု
ခုစစ်ဟာအာဖဂန်ပြည်သူတွေကိုတိုက်တဲ့စစ်ပွဲမဟုတ်ဘူးအာဖဂန်စော်ဘွားကိုတိုက်တဲ့စစ်ပွဲသာဖြစ်တယ်လို့ပြောခဲ့တယ်လေခုရှားလီမရှိတော့ဘူးကဘူးကထွက်သွားပြီဘုံမှုလဲအာဖဂန်လူမျိုးတွေအကြောင်းကိုကောင်းကောင်းသိတာပဲအာဖဂန်ပြည်သူတွေဟာရှားလီကိုပြန်လာခွင့်ပေးကြတော့မှာမဟုတ်တော့ဘူးလာခွင့်ပေးသည့်တိုင်အောင်လဲပြန်လာနိုင်တော့မှာမဟုတ်ဘူးရှားလီဟာတည်တော့မယ်ဒီသတင်းကိုမကြခင်ဘုံဖူးကြရမှာပဲဒါပေမဲ့တည်သည်ဖြစ်သည်ရှင်သည်ဖြစ်စေရှားလီဟာတိတ်အေးပါတော့မှာမဟုတ်ပါဘူးဒီတော့သူမရှိတဲ့နောက်မှာကျွန်တော်တို့ဘသူ့ကိုတိုက်နေအောင်ပါလဲဘုံမှုကာဗက်နာရီစကားတစ်လုံးမှမပြောတော့အတန်ကြာတိတ်ဆိတ်ပြီးနောက်အက်ရှ်ကခက်ကြဲကြဲဖြင့်ဒီတော့ကျွန်တော်တို့ဟာအာဖဂန်ပြည်သူတွေကိုတိုက်နေတာမဟုတ်ဘူးဆိုတာမှန်ရင်ကျွန်တော်တို့ဘာဖြစ်လို့စက်နေကြအောင်မှာလဲဘာဖြစ်လို့သူတို့နေမြေတွေကိုသိမ်းပိုက်ပြီးသူတို့အိုးအိမ်တွေကိုဖျက်ဆီးနေကြအောင်မှာလဲတကယ်လို့သူတို့ကခုခံလာခဲ့ရင်သူတို့ကိုပြစ်တက်ရအောင်မယ်သူတို့ရွာတွေကိုမိရှို့ကြရအောင်မယ်သူတို့လယ်ကွင်းတွေကိုဖျက်ဆီးကြရအောင်မယ်အာဖဂန်ပြည်သူတွေဖြစ်တဲ့ကလေးငယ်တွေအမျိုးသမီးတွေတက်ကြီးရွယ်အိုတွေမတန်မစွမ်းဒုက္ခိတတွေစားရမယ်တောက်ရမယ်ဖြစ်ကြရအောင်မယ်စောင်းတွင်းရောက်ရင်ညီစရာမရှိဖြစ်ကြရအောင်မယ်ကျွန်တော်တို့ပြည်ငံချုပ်ဟာသူပြောတဲ့အတိုင်းအာဖဂန်ပြည်သူတွေကိုတိုက်နေတာမဟုတ်ဘူးဆိုလို့ရှိရင်ဒီစစ်ပွဲကိုခုချက်ချင်းရပ်ပြစ်ရမယ်ခမအာဖဂန်စော်ဘွားမရှိတော့တဲ့နောက်မှာစက်တိုက်စရာအကြောင်းမရှိတော့ဘူးဘုံမှုကာဗက်နာတွေကအေးဆက်ဆက်ဖြင့်ခုလက်ရှိစော်ဘွားရာကုတ်ခန်ဟာသူခန့်ခဲ့တဲ့စော်ဘွားဆိုတာကိုမင်းမေ့သွားပြီထင်တယ်ရာကုတ်ခန်ဟာရင်ခွင်ပိုက်အဖြစ်အုပ်စိုးနေတယ်ကွဒီတော့သူတို့တိုင်းပြည်မှာခုထိအုပ်ချုပ်သူရှိနေသေးတယ်ဒါပေမဲ့သူကစော်ဘွားမှမဟုတ်တာပဲဘုံမှုရာကုတ်ခန်ကိုနှစ်ပေါင်းများစွာအကျယ်ချုပ်ထားတော့ကသူ့ကိုလွှတ်ပေးဖို့ကျွန်တော်တို့ပဲမကြာခဏတောင်းဆိုခဲ့ကြတယ်ခုသူအုပ်ချုပ်တဲ့အခါကျတော့ကျွန်တော်တို့ကသူ့ကိုမထောက်ခံတော့မှပဲစစ်ပြေငိမ့်မှုမကန့်လှန့်သင့်မေဘူးလားသူကဘယ်လိုတုံ့ပြန်မလဲဆိုတာကိုစောင့်မကြည့်သင့်မေဘူးလားဒီလိုလုပ်တဲ့အတွက်ကျွန်တော်တို့မှာဘာမှအန္တရာယ်မရှိနိုင်ပါဘူးအန္တရာယ်မရှိနိုင်တဲ့အပြင်အသက်ပေါင်းများစွာကိုတောင်ကယ်ပြီးသားဖြစ်လေအောင်မယ်တကယ်လို့သူဘာလုပ်တယ်ဆိုတာလောက်ကိုတောင်စောင့်မကြည့်ပဲဒီစစ်ကိုဆက်တိုက်နေတယ်ဆိုရင်တော့ကျွန်တော်တို့မှာမိတ်ဆွေတယောက်ရှုံးပြီးရန်သူတယောက်တိုးလာအောင်လုပ်တယ်လို့ဖြစ်နေလိမ့်မယ်ခမ။ဘာလဲဘုံမူကျွန်တော်တို့ဟာမိတ်ဆွေတိုးအောင်မလုပ်ပဲရန်သူတိုးအောင်လုပ်နေကြတာလားစဉ်းစားပါအောင်ဘုံမူဒီတစ်ချိန်တွင်လဲဘုံမူကာဗက်နာရီအပြေမပေးHE အတန်မှာကျဲတီထက်ကျဲလာခဲ့လေပြီဘုံမူနဲ့တကွကျွန်တော်တို့ဘရင်ကန်ကျုံနဲ့သူ့အကြံပေးအရာရှိတွေဟာမိတ်ဆွေမတိုးပဲရန်သူတိုးအောင်လုပ်နေကြတာလားအာဖဂန်ကိုသွေးစွန်းတဲ့တိုက်ပွဲတွေတိုက်ပြီးကျွန်တော်တို့အမ်ပါယာတွေကိုဆွဲသွင်းချင်နေကြတာလားကျွန်တော်တို့ဟာအာဖဂန်ပြည်သူတွေနဲ့အချင်းမများပါဘူးလို့ပါဇက်ကပြောပြီးသူတို့ကိုငရဲတွင်းထဲကိုပို့နေကြတာလားဟုတ်တယ်မဟုတ်လားဘုံမှုဖြေပါမင်းပါလဲဆိုတာမင်းကိုမင်းမေ့ညီပြီးထင်တယ်ဘူလီအက်ရှ်ကျွန်တော်နာမည်အကဘာခမဟုအက်ရှ်ပြန်ပြောလိုက်၏ဘုံမှုကာဗက်နာတွေကသူပြင်ပြောသည်ကိုအေးမထားဟန်ဖြင့်ဆက်ပြောသည်မင်းကိုမအော်ဖို့ငါတတိပေးနေတယ်ဘူလီမင်းစိတ်ကိုမင်းမချုပ်တီးနိုင်ဘူးဆိုရင်ဒီကမြန်မြန်ပြန်ထွက်သွားတာကကောင်းလိမ့်မယ်ထင်တယ်ငါတို့ဟာဗြိတိရှအိန္ဒိယပြည်ထဲမှာရောက်နေတာမဟုတ်ဘူးတရှိုတွေပြည့်နေတဲ့ဂျလာလာဘက်မှာရောက်နေတာငါတို့ဟာအထက်ကပေးတဲ့အမိန့်အတိုင်းလုပ်နေကြတာဒီအမိန့်ကိုမှားသည်မှန်သည်ဆုံးဖြတ်ပိုင်ခွင့်မင်းမှလည်းမရှိဘူးငါမှလည်းမရှိဘူးအထက်က policy ကိုဒို့ဝေဖန်ရအောင်တို့မှဝေဖန်နိုင်တဲ့အခွင့်အရေးလည်းမရှိဘူးဝေဖန်လောက်အောင်လည်းညံမမီဘူးငါတို့တာဝန်ကအထက်ကပေးတဲ့အမိန့်အတိုင်းလုပ်ဖို့ပဲရှိတယ်ဒါကိုမင်းမလုပ်နိုင်ဘူးဆိုရင်တော့မင်းဟာငါအတွက်လည်းအသုံးမဝင်တော့ဘူးအစိုးရအတွက်လည်းအသုံးမဝင်တော့ဘူးဒီအတိုင်းသာဆိုရင်တို့နဲ့အဆက်ဖြတ်လိုက်တာကပိုကောင်းမယ်လို့ထင်တယ်။ SD တပ်ပြင်းကြီးတစ်ချက်ကိုချ၏တကိုယ်လုံးပေါ့ပါသွားသည်သူ့ပခုံးမော်တွင်ထမ်းထားသည့်ဝန်တုပ်ကြီးကိုချလိုက်ရသည်နှင့်စောစောကမူမိမိပေးသည့်တည်များသည်ဘရင်ငံကျုပ်၏ဆုံးဖြတ်ချက်ကိုပြောင်းလဲစေနိုင်လိမ့်မည်ဟုသူ့ကိုယ်သူအထင်ကြီးခဲ့သည်စစ်မတိုက်ဖဲငြိမ်းချမ်းစွာဖြည့်ရှင်းနိုင်ရန်အထောက်အကူပြုလိမ့်မည်ဟုသူထင်ခဲ့သည်ယခုထို့သောမဟုတ်စောစောကတီးခဲ့ဖို့ကောင်းသည်စင်စစ်သူပို့သည့်တည်များသည်ဘာမျှအဆုံးဖြတ်ပေးနိုင်သောနေရာတွင်မရှိကျေးစားတိုင်းရင်းသားတချို့များကပေးသည့်တည်များမှန်တိုက်ဆိုင်ညှိနှိုင်းကြည့်ုံမျှသာဖြစ်သည်ကျေးစားတချို့တို့၏တည်များနှင့်တိုက်ဆိုင်ညှိနှိုင်းကြည့်ရန်အတွက်မူသူ့တည်များသည်အသုံးဝင်ကောင်းဝင်လိမ့်မည်တို့ရာတွင်ထို့ထက်ဘာမျှမပိုဘရင်ငံချုပ်၏ဆုံးဖြတ်ချက်များကိုပြောင်းလဲစေခြင်းကဘာမှမတတ်နိုင်စင်စစ်အာဖဂန်နစ္စတန်ကိုစစ်တိုက်ရေးမတိုက်ရေးမှာမိမိအာဖဂန်သို့တရှို့အဖြစ်ထွက်မလာခင်ကတည်းကပင်လျှင်ဆုံးဖြတ်ပြီးသားလန်ဒန်မှတိုက်ရိုက်အမိန့်ပေးမှသာနှင့်သို့မဟုတ်စော်ဘွားရှားအလီကလုံးဝအညံ့ခံမှသာနှင့်အိန္ဒိယပြည်ငံချုပ်၏ဆုံးဖြတ်ချက်ကိုပြောင်းလဲစေနိုင်လိမ့်မည်ထို့မှတပါအခြားဘာကမျှပြောင်းလဲစေခြင်းကမတတ်နိုင်ဟုတ်သားပဲငါကဘာဖြစ်လို့ဒီလောက်ခေါင်းရှုပ်ခံနေရမှာလဲ
ငါကောင်ကလူပေါင်းများစွာရဲ့အသက်ကိုကယ်တင်နိုင်တဲ့ကယ်တင်ရှင်ကြီးလို့အောက်မေ့နေတာကိုတကယ်တော့ငါဟာဗြိတိရှ်ရက်ရဲ့တ िश ူတယောက်သတင်းပေးတယောက်မဟုတ်လားသတင်းပေးမှအပိုကြီးတောင်မရဘူးဟွန်းဟွန်းရည်ကျင်လာသဖြင့် HD အတန်ထွက်၍ရည်လိုက်မိသည်သတင်းပတ်ပေါင်းများစွာအတွင်းပထမဆုံးအကြိမ်ရည်ချင်းဖြစ်၏ဘုံမူကာဗတ်နာရီ၏မျက်နှာကိုလှမ်းကြည့်လိုက်ခါဝမ်းနဲ့ပါလေဘုံမူကိုဂလန်ကဆန်ပြောတာမဟုတ်ပါဘူးကျွန်တော်ဘာဖြစ်မှန်းမသိဘူးခုတလောမှာကြီးကြီးကျယ်ကျယ်တွေကိုတွားတွားတွေးနေမိတယ်တကယ်တော့ဒါတွေဟာကျွန်တော်နဲ့ဘာဆိုင်တယ်လဲကျွန်တော်ဟာစက်ရုပ်သားသားပဲမဟုတ်လားဘုံမူပြောတာမှန်ပါတယ်ဘုံမူကျွန်တော်တို့တာဝန်ကခိုင်းရကိုလုပ်ဖို့ပဲတကယ်ကတော့ကျွန်တော်ဟာဒီလိုအလိုမျိုးနဲ့မကိုက်ပါဘူးဘုံမူကို့အကြောင်းကိုမှနားမလဲတဲ့ကောင်ကသူများအကြောင်းတွေကိုဘာစုံစမ်းနိုင်မှာလဲသူခံစားချက်များကိုဘုံမူကာဗတ်နာရီနားလည်မိမထင်တို့ရရင်ကာဗတ်နာရီသည်အင်္ဂလန်ပြည်ပေါက်ဖြစ်သည့်တိုင်သွေးကပြင်သစ်သွေးနှင့်အိုင်ရစ်သွေးသူသည်လည်းစိတ်ကူးရင်တတ်သူရာဇဝင်ဆိုသည်မှာအတိတ်ကာလ၏ပုံမြင်တစ်ခုမျှသာမကကြောင်းလဲညီသည့်ပြစ္ဆုတ်ပံအဖြစ်တရားဟုယူဆသူကိုယ်တိုင်ပါဝင်ကပြရမည့်အဖြစ်အပျက်တစ်ခုဟုယူဆသူပါဝင်ကပြရမည့်အခန်းသည်သေးငယ်ကောင်းသေးငယ်မည်သို့မဟုတ်ကြီးကျယ်ကောင်းကြီးကျယ်မည်ဘုံမူကာဗတ်နာရီ၏မျက်နှာသည်ပျော့ပြောင်းသွား၏ဒါရီပြောမနေပါနဲ့တော့ကွာမင်းအကူကြီးဟာအများကြီးအသုံးကျပါတယ်မင်းပို့တဲ့သတင်းတွေဟာတို့အဖို့အလွန်တန်မိုးရှိပါတယ်အကြီးအနီးလို့သဘောမထားပါနဲ့မင်းလုပ်ခဲ့တာတွေရှေ့လျှောက်လုံးမဲ့ဟာတွေအတွက်လဲကျေးဇူးမတင်ဘူးလို့မထင်ပါနဲ့မင်းဖြတ်တန်းရတဲ့အန်ဂျီရယ်တွေဘလောက်ကြီးတယ်ဆိုတာငါအသိဆုံးပါစစ်ပြီးသွားလို့ရှိရင်မင်းရဲ့သူရတတိအတွက်ပွဲပေးဖို့ငါကိုယ်တိုင်ထောက်ခံမှုအစင်တဲ့မှာဒီပါစေဘုံမူကျွန်တော်အဖို့ဒါတွေမလိုပါဘူးကျွန်တော်အဖို့လဲဒီမှာညီရတာဒါလောက်အန်ဂျီရယ်မများပါဘူးကျွန်တော်ကသူတို့လိုညီကြားဆိုတော့အထူးရုပ်ဖြက်စရာလည်းမလိုပါဘူးကျွန်တော်အတွက်လည်းကျွန်တော်ဒီလောက်မစိုးရိမ်ပါဘူးကျွန်တော်စိုးရိမ်တာကကျွန်တော်တို့ဘက်ကအမားကြီးကိုကျွန်တော်မတားဆီးနိုင်တဲ့အတွက်စိတ်မကောင်းတာတခုပါပဲ။အိုးဒါတွေကိုဘုံမှုသိပါတယ်လေကျွန်တော်မပြောတော့ပါဘူး။ထားပါတော့ကွာဒီကိစ္စကိုနောက်မှမင်းညံငါညှိကြတာပေါ့။ခုလောလောဆယ်တော့မင်းကငါကျေးဇူးတင်ပါတယ်။သဘောထားချင်းမတူတဲ့အတွက်စိတ်တော်မကောင်းဘူးပေါ့။ဒါပဲဖြစ်ဖြစ်မင်းသတင်းတွေကိုတော့ဆိုင်ရာကိုငါပို့ပေးပါမယ်။ရှားလီဟာမာစာအီရှရက်မှာနေတယ်။သူကျမ်းမာရေးအခြေအနေမကောင်းဘူးဆိုတာကိုလည်းအထက်ကိုအစီရင်ခံမှမယ်။ပြီးတော့အခြေအနေနဲ့ပတ်သက်လို့မင်းဘယ်လိုယူဆသလဲဆိုတာကိုပါတင်ပြပေးပါမယ်။နည်းနည်းထူးချင်ထူးမှာပေါ့။ဒါပေမဲ့စစ်တိုက်ဖို့မတိုက်ဖို့ဆိုတာကတော့ငါလည်းဘာမှဆုံးဖြတ်နိုင်တာမဟုတ်ဘူး။ကဲသွားပြီတော့။တကယ်လို့မဒန်းကိုပြန်ကျင်နေဆိုရင်လည်းပြောပါ။ငါတက်ကအဆောင်နေနဲ့မင်းကိုပြန်ထည့်လိုက်မယ်။ကျေးဇူးတင်ပါတယ်ဘိုးမူ။ကျွန်တော်ညီနဲ့ကျွန်တော်ပြန်မမယ်။ပြီးတော့ဘရော့ပြန်မယ်ဆိုတာလည်းမပြောနိုင်သေးဘူးခမ။တမှုကဘာပြောအောင်မှမသိသေးဘူး။ဘိုးမူကာဗတ်နာရီသည်သူ့ကိုမတင်ကားသလိုတစ်ချက်ဆိုင်၍ကြည့်လိုက်၏ညီတို့မျှမပြောထို့နောက်ဇပွဲတွင်အစီရင်ခံစာများနှင့်အလုံးရှုံနေသည်ဘုံမူကာဗတ်နာရီ၏လူယုံတယောက်က Ash ကိုအပြင်သို့ပို့လိုက်ပြီးနောက်တကားကိုတောက်ခတ်၍ပြန်ပိတ်လိုက်၏မိဖို့ထားသည့်အခန်းထဲမှအပြင်သို့ထွက်လာသည့်အခါတွင်ညသည်အေးစိမ့်လျက်ရှိ၏ဘုံမူကာဗတ်နာရီ၏အမိန့်အရာသူ့ကိုမြို့ထဲသို့ခေါ်လာပြီးရုံးခန်းသို့လိုက်ပို့ရသူသည်ချမ်းသဖြင့်တစ်ဖက်အိမ်တကားအကွယ်မှောင်ရိပ်တွင်ရပ်နေသည်သူ့ကိုမတွေ့ရသဖြင့်ပြန်သွားပြီဟု Ash တင်လိုက်သည်လေတဟူဟူတိုက်နေသည့်အမောင်တူကြီးတဲ့သို့ခတ်တိုးတိုးလှမ်းခေါ်ကြည့်၏ဇာရင်သည်မှောင်ရိပ်ထဲမှထွက်လာကဒီမှာရှိရဲ့သခင်ဆက်တို့စကားပြောတာကလည်းကြားလိုက်တာဗျာဒီမှာချမ်းလို့သိတော့မယ်ဘယ်ညက်လဲသခင်ဆက်ပြီးတဲ့တဲ့ကိုသူတို့သဘောကျရလားမကြဘူးကွာတဝက်တစ်ပြက်တော့သူလဲသိထားပြီးပြီနောက်တဲ့ကိုလည်းတရက်နှစ်ရက်လောက်ဆိုရင်သိမှာပဲဒီနားမှာစကားပြောရတာမကောင်းဘူးကွာဟုတ်တယ်ဟုဇာရင်ကသဘောတူသည်ဇာရင်သည်မဲမောင်နေသည့်လမ်းကြားများအတိုင်းသူ့ကိုခေါ်သွား၏မြို့ရိုးအပြင်ဘက်ရှိအုတ်တိုက်ခနှိမ့်နှိမ့်ကလေးတစ်ခု၏မှောင်ရိပ်တွင်ရပ်လိုက်သည်တောက်ဖွင့်တန်ကိုကြားရပြီးနောက်မိမိန်ထွန်းထားပြီးမိဖို့ကလေးတစ်ဖို့ဖို့ထားသည့်အခန်းချင်းတစ်ခုတည်းသို့ရောက်သွား၏အက်ရှ်ကမိဖို့ဘေးတွင်ဝင်ထိုင်လိုက်ခါလက်ကိုမိကင်လိုက်ရင်မင်းအခန်းလားမဟုတ်ဘူးဆက်ညဆောင်တာဝန်ကြားရတဲ့လူတယောက်စီကငှားထားတာသူကမနက်လင်းမှပြန်လာမှာသူပြန်လာသည့်အထိအေးအေးဆေးဆေးညီလို့ရပါတယ်။သတင်းတွေဘာတွေပြောစမ်းမအောင်။ကျွန်တော်တို့ကွဲသွားကြတာ9လလောက်ရှိပြီ။တခင်ဆက်စီကဘာသတင်းမှမကြားရအောင်။မနစ်တုန်းကတော့နေဆက်ကစာကိုင်းတောင်တန်းပေါ်မှာတခင်ဆက်နဲ့တွေ့ခဲ့ရတယ်လို့ White Grand ဆက်ပြောဘူးတယ်။ကျွန်တော်ဘာမှမသိရဘူး။အတော့ကိုပေးဖို့စာတစ်စောင်နဲ့ပါတယ်။ထိုစာကိုအတော့ရှိဇူလီထံသို့ဇာရင်ကိုယ်တိုင်သွားပို့ခဲ့သည်။ဇူလီသည်ကျမ်းမာစွာရှိကြောင်းတအိမ်လုံးကဇူလီကိုချစ်ခင်ကြကြောင်းပထန်စကားကိုသင်နေကြောင်း
ယခုဆိုရင်ရေလဲစွာပြောနိုင်ပြီဖြစ်ကြောင်းဇူလီနှင့်တကွဗီဂန်တို့က H တယောက်ကျမ်းမာချမ်းသာစွာရှိရန်နှင့်အမြန်ဆုံးပြန်လာရန်နေ့စဉ်ဆုတောင်းကြကြောင်းဂူဘတ်ကလည်းထို့အတူဆုတောင်းကြောင်းကဲသခင်ဆက်သိကျင်တာတွေကိုတော့ကျွန်တော်အကုန်ပြောပြီးပြီဟောဒီမှာချက်ပါလေးရှိတယ်အေးအေးဆေးဆေးသာစားပေတော့သခင်ဆက်ကိုကြည့်ရတာအစားအသောက်ကောင်းကောင်းမစားရဘူးထင်တယ်ကြည့်ရတာတော်တော်ပိန်သွားတယ်9ရက်အတွင်းမှာကပူးဟိုဘက်ကနေပြီးမြင်းညက်ရောကလအုပ်နဲ့ရောခြေချင်းရောအပြင်းလာခဲ့ရတာကိုကွပိန်မှာပေါ့နှင်းကြရင်သွားလို့မကောင်းတော့ဘူးမဟုတ်လားဒီတော့အစားစားရင်လဲကုန်းကြီးပေါ်မှာပဲစားအိပ်ရင်လဲကုန်းကြီးပေါ်မှာပဲအိပ်ပြီးညရောညရောခရီးပြည့်ညင်လာတာလက်ဖက်ရည်ကြကြဖြော်ထားသည့်ခွက်ကိုလှမ်းယူပြီးတကြားထဲ့မွေကအငန်းမရတောင်းနေသည်သခင်ဆက်လာပို့တဲ့တဲ့ရင်ကိုကျွန်တော်ကသိခွင့်မရှိဘူးလားသိရပါတယ်ငါပို့တဲ့တဲ့ရင်ကိုသူလဲသိပြီးသားဖြစ်နေပါပြီကွာရှားလီဟာသူ့ပြဿနာကိုဇာဘရင်စီကိုတင်ပြဖို့အတွက်ကပူးကထွက်သွားပြီကွဒါကိုတော့သူသိပြီးပြီဒါပေမဲ့ तू မသိတာရှိတယ်ရှားလီဟာမာစာအီရှရစ်ကိုရောက်နေတယ်ပီတာစပတ်ကိုရောက်ဖို့မပြောနဲ့နေကြားကိုတောင်ကြော်နိုင်တော့မှာမဟုတ်ဘူးခုတော်တော်မကြမ်းမာဖြစ်နေတယ်ကပူးမှာသူ့သားရာကုတ်ခံကစော်ပွားအဖြစ်ဆက်ခံနေတယ်ဟုတ်တယ်ရှားလီထွက်သွားတယ်ဆိုတာကိုတော့ကျွန်တော်တို့လည်းကြားနေတယ်ကျွန်တော်တို့နေကြားဆောင်တက်မှာအရာခံဘူလုပ်သွားတဲ့နာရှ်ဘင်းခံကပင်စင်လာစာထုံရင်ပြောသွားတာသူကခုကပူးမှာနေတယ်လေဟုတ်ပါတယ်ငါလည်းကပူးမှာပဲနေတာပဲငါကဘာလာဟီစာမှာစရေးဝင်လုပ်နေတယ်ဒီသတင်းကိုဘိုးမူကာဗန်နာတွေကိုသူကတဆင်ငါပဲပို့ခိုင်းလိုက်တာပဲအပါပါလက်ဆက်သက်တော့သခင်ဆက်အပို့ခိုင်းလိုက်တာကိုဒါဖြစ်ရင်ခုသခင်ဆက်ကိုယ်တိုင်ဘာဖြစ်လို့ဆင်းလာသေးတယ်လဲဗျာတခြားကြောင့်မဟုတ်ဘူးဟေအာဖဂန်စော်ဘွားမရှိတော့ဘူးဆိုရင်ဒုစစ်ပွဲဟာပြီးများပြီးမလားဆိုပြီးသတင်းကိုတည်တည်ချာချာပြောချင်လို့ကိုယ်တိုင်ဆင်းလာတာဒါပေမဲ့ခုတော့ပြီးမဲ့ပုံမပေါ်ပါဘူးကွာသခင်ဆက်ကိုတော့မြက်တွေကစစ်ပွဲကိုစက်တိုက်ချင်နေတော့ဆက်ပြီးဖြစ်နေအောင်မထင်တာပဲငါကတော့လွတ်လပ်သွားပြီကွဘုံမှုကာဗန်နာတွေကငါသတင်းပို့တာကိုမလိုတော့ဘူးတဲ့ဒါကောင်းတာပေါ့သခင်ဆက်ရမသိဘူးလေကောင်းကျင်လဲကောင်းမှာပေါ့ဒီမှာစားရင်ဟယ်မီတန်ဆက်နဲ့နှစ်ယောက်ချင်းစကားပြောချင်တယ်ကွာမင်းစီစဉ်ပေးနိုင်မလားခု तू မရှိဘူးသခင်ဆက်မုံမန်းလူမျိုးစုတွေတောင်းကျမ်းနေကြလို့စစ်စင်ရဲထွက်သွားတယ်ဘယ်တော့ပြန်ရောက်မလဲမသိဘူး तू ပြန်ရောက်အောင်ဒီမှာစောင့်နိုင်ရင်တော့ကျွန်တော်စီစဉ်ပေးနိုင်ပါတယ်ထွက်သွားတာမနေ့ကမှထွက်သွားတာဆိုတော့နည်းနည်းကြာလိမ့်အောင်မထင်နဲ့ဒါဖြစ်ရင်ဘိုးကြီးဝိုင်ဂရန်ကောကွာသူတို့နဲ့အတူစစ်စင်ရေးပါသွားသလားသူကတော့ရှိတယ်ခမခုသူကဘုံမှုဖြစ်သွားပြီသခင်ဆက်တိတ်အလုံများနေတယ်သူ့အနားမှာလဲလူတွေတင်းယုံယုံနဲ့နှစ်ယောက်ချင်းစကားပြောဖို့တော့တိတ်မလွယ်ဘူးထင်တယ်ဒါပေမဲ့ကျွန်တော်စီစဉ်ကြည့်အောင်မယ်လေဝိုင်ဂရန်ဘုံမှုရာတူးတို့တက်သွားသည့်တဲ့ချင်းကိုကြားရသဖြင့် HNR တင်နေသည်ဒီလိုဆိုရင်ဒုတက်တွေအကြောင်းနဲ့ပြောစမ်းမအောင်ကွာဘာတွေဖြစ်နေကြပြီလဲကပူးမှာတော့ဒီအကြောင်းတွေကိုဘာမှမကြားရဘူးစော်ဘွားရဲ့တက်တွေကရန်သူတွေကိုဘလောက်ကြဆုံးအောင်တိုက်ခိုက်လိုက်တယ်ဆိုတဲ့သတင်းမျိုးတွေပဲကြားနေရတယ်ဇာရင်ကသူတို့တက်များအခြေအနေကိုပြောပြ၏နေကြားဆောင်တက်များမှာပရှဝါတောင်ကြားစစ်မြေပြင်တပ်ဖွဲ့တွေတွင်ပါသည့်အတွက်နာမည်ကျော်ပီဝါကိုတဲတိုက်ပွဲတွင်ပါဝင်တိုက်ခိုက်ခြင်းမပြုရကြောင်းတွေ့ရတယ်ဇာရင်၏အကိုတယောက်မှာထိုတိုက်ပွဲတွင်နှစ်ကြိမ်စလုံးပါဝင်တိုက်ခိုက်ကဒဏ်ရာရခဲ့ကြောင်းစင်းရုံတို့ရောက်လာသဖြင့်သွားတွေ့သည့်အခါတွင်အဖြစ်အပျက်အသေးစိတ်ကိုသိရကြောင်းဗိုလ်ချုပ်ရောဘတ်သည်အာဖဂန်သတင်းပေးတို့၏စကားများကိုယုံကြည်ကာပီဝါကိုတဲခံတပ်ကိုတိုက်သည်တွင်ဆုတ်လာခဲ့ရကြောင်းရန်သူကတက်ရင်လေးရင်နောက်ထပ်ဖြည့်ထားတာကိုသခင်ဆက်ရကျွန်တော်တို့ကဒါကိုမသိပဲရန်သူနည်းနည်းလေးထင်ပြီးတက်တိုက်တော့ကျွန်တော်တို့ဆုတ်လာခဲ့ရတာပေါ့အာဖဂန်တွေဟာတက်တီလေတော်တော်ကောင်းနေဆိုကိုကျွန်တော်တို့တက်တွေ2ရက်လောက်တိုက်ယူရတဲ့ခံတပ်ကိုတော့ရပါရဲ့ဒါပေမဲ့လူရောလက်နဲ့ရောတော်တော်လေးတော့တမိုးပေးလိုက်ရတာပေါ့ဗြိတိရှရက်တို့သည်အာဖဂန်နစ္စတန်တွင်ထင်သလောက်ခရီးမပေါဟုထင်ခဲ့ရာယခုဇာရင်၏သတင်းစကားကထိုအထင်ကိုထောက်ခံနေပြီထောက်ပံ့ရေးနှင့်ပို့ဆောင်ရေးလမ်းကြောင်းများခက်ခဲသည့်အတွက်ကပူးသို့လည်းတက်မသိမ်းနိုင်ဂျလာလာဘတ်တွင်ရှိသည့်တက်များမှာလည်းအညွှေးတယ်လုံလောက်စွာမရှိသဖြင့်အဖျားအနာအပြောက်အရှများကြသည်အများအားဖြင့်ရေခဲသောရာသီဥတုကိုမတွေ့ဘူးသည့်တောင်ပိုင်းသားများနှင့်ဗြိတိရှစစ်သားများအများဆုံးတည်ကြည်ပျက်စီးကြသည်ဝင်တင်တရိတ်ဆန်များအတွက်လည်းအစားအစာမလုံတော့ ကလအုပ်များကိုလွင်ပြေမြေပြန့်သို့တလကန့်ပြန်၍ပို့ပြီးအစာရေစာဝလင်စွာမကျွေးလျင်တေကုံကြတော့မည်ဖြစ်ကြောင်းဝင်တင်တရိတ်ဆန်ထောင်ပေါင်းများစွာတေဆုံးကြသည့်အတွက်ညွေရာသီဆိုလျင်နောက်ထပ်ဝင်တင်တရိတ်ဆန်များပို့ပေးဖို့လိုကြောင်းလမ်းတစ်လျှောက်တွင်ဝင်တင်တရိတ်ဆန်အသေးကောင်ပုတ်များပြန်ကျဲလျက်ရှိသည့်အတွက်တပ်သားများယောဂဖြစ်နိုင်ကြောင်းစစ်ထောက်ချုပ်ကညီသည်ကူရန်ကန်နဟာစသည့်စစ်မျက်နှာများတွင်လည်း
British Rush ၏အခြေအနေသည်မကောင်းလှဗိုလ်ချုပ်စတီဝက်၏တပ်များသည်ကီလက်ဤကီစားကိုသိမ်းပိုက်ထားနိုင်သည့်တိုင်ရိတ်ခါမလုံလောက်သဖြင့်ပြန်ဆုတ်လာခဲ့ရသည်ဟုသိရ၏ဝီရက်စစ်ကြောင်းကိုတိုက်သည့်တပ်မှလည်းရှေ့သို့မတိုးနိုင်ပဲဖြစ်နေကြောင်းကွတ်တာဒါဒါနှင့်ဂျကိုဘာဘက်တို့မှရောက်လာသည့်တပ်သားသစ်များ၏အဆိုအရထိုဒေသများတွင်လည်းအခြေအနေမကောင်းကြောင်းတောင်ကြားများနှင့်တဲကန်နာရာများထဲတွင်ဝင်တင်လားအသေးကောင်များမတည်နိုင်၍ပစ်ထားခဲ့ရသည့်ပစ္စည်းများဖြင့်စုပုံလျက်ရှိကြောင်းအစွဲအလန့်ရှိရဲဆိုရင်တော့ဒီညက်ဟာနမိတ်မကောင်းမှုလို့ပြောရမှာပဲသခင်ဆက်ရေခုဟာကအာဖဂန်နစ္စတန်မှာတင်ကျွန်တော်တို့အခြေအနေစိုးနေရမဟုတ်ဘူးပန်ဂျပ်တို့အုတ်တို့မှာလည်းစောင်းတွင်းမှာမိုးတွေရွာလို့ရေတွေကြီးပြီးကောက်ပဲတိညံတွေတော်တော်ပျက်စီးရဲလို့ကြားရတယ်ငတ်လို့လူတွေတေးလိုက်တာတောက်လဲပဲသခင်ဆက်ကြားပြီးရောပေါ့အရှ်ကခေါင်းရမ်းပြ၏အာဖဂန်နစ္စတန်တွင်မူအာဖဂန်နစ္စတန်ပြည်သူများကသူတို့တွေစစ်နိုင်မည်ဟုယုံကြည်လျက်ရှိကြကြောင်းဗြိတိရှတို့၏အကြအဆုံးကိုဖော်ပြကာမိမိတို့၏ချင်းသေးစားတပ်သားများ၏အောင်ပွဲများကိုချီးကျူးသည့်ကြေညာချက်တစ်စောင်ကိုရှားအလီကထုတ်ပြန်လိုက်ကြောင်းအာဖဂန်လူမျိုးတိုင်းကမိမိတို့တပ်များကဘူးသို့အရောက်ချီတက်နိုင်မည်မဟုတ်ဟုယုံကြည်လျက်ရှိကြကြောင်းဖြင့်အရှ်ကပြောပြသည်အလီမက်စ်ချစ်နဲ့ပြီးွားကိုတဲ့ခံတပ်တွေကျသွားတာကိုတော့သူတို့သိမှာပေါ့သခင်ဆက်ရဲ့သိတော့သိတာပေါ့ဒါပေမဲ့အာဖဂန်တွေကအဲ့ဒီတိုက်ပွဲတွေမှာလဲကိုတို့တက်တွေဘလောက်အကြအဆုံးများသလဲဆိုတာလောက်ကိုပဲပြောပြကြတာကိုဒီတော့ကြားရတဲ့လူတွေကလည်းသူတို့ရှုံးနေတာဟာယာယီပဲတနေ့မှာဗြိတိရှရုရှားလွန်ခဲ့တဲ့နှစ်90လောက်တုန်းကတိုက်ခဲ့တဲ့ပထမအာဖဂန်စစ်ပွဲမှာလိုပဲစုပ်ပြေးရအောင်မယ်လို့ယုံကြည်နေကြတယ်လေသူတို့ဟာအဲ့ဒီစစ်ပွဲအကြောင်းကိုဘယ်တော့မှမမေ့ဘူးစားတယ်ခုထိတဖွားဖွားပြောနေကြတော့မယ်ကိုတို့ကိုအာဖဂန်ကတောင်ကြားတွေကြားထဲမြှားခေါ်ပြီးသူတို့ချင်းမုံပြစ်ချင်တဲ့အချိန်မှာအလွယ်တကူချင်းမုံပြစ်နိုင်တယ်လို့ထင်နေကြတယ်ဇာရင်ကတစ်ချက်ရီလိုက်ရင်ဒါတော့ထင်ပစ်စေဖို့သခင်ဆက်ရနောက်တော့အကြောင်းသိလာမှာပေါ့အရှ်ကမူဘာမှမပြောဒီညညဇာရင်ဤစကားများကိုနားထောင်ပြီးနောက်အရှ်သည်ဗြိတိရှတို့ဤအောင်ပွဲကိုတန်တရားရှိလာခဲ့သည်ကျူးကျော်ရေးစစ်တပ်ကြီးတရက်သည်ပို့ဆောင်ရေးဆက်သွယ်ရေးညီလက်များမရှိဘဲမြည်တို့လှုပ်ရှားတိုက်ခိုင်နိုင်မည်နီရိတ်ခါထောက်ပံ့ရေးလက်နက်ဖြည့်ခြင်းရေးမရှိဘဲမြည်တို့လျင်ခံတပ်တစ်ခုကိုကြာရှည်သိမ့်ပိုက်ထားနိုင်မည်နီဝင်တင်လှဲများကိုဆွဲရန်ကျွဲနွားအဘယ်မှနီစားနပ်ရိတ်ခါလက်နက်ရွက်ဖြင့်တဲများနှင့်ဆေးပစ္စည်းများကိုသယ်ဆောင်ရန်ဝင်တင်တရိတ်ဆန်အဘယ်မှနီထိုတရိတ်ဆန်များကိုကျွေးရန်အစားအစာအဘယ်မှနီနှွေးထွေးသည့်အဝတ်အထည်မရှိကျန်းမာတန်ဆွမ်းခြင်းမရှိအစားအစာဝါလင်စွာစားတော့ရခြင်းမရှိသည့်တပ်သားသည်အဘယ်မှနှင့်တိုက်ပွဲကိုနိုင်အောင်တိုက်နိုင်မည်နီအိန္ဒိယပြည်ငံကျုပ်သည်ရှားအလီထွက်ပြေးသည်ကိုအခွင့်ကောင်းယူကာစစ်ပွဲကိုရပ်တန့်သင့်သည်ဟုအရှ်ထင်သည်သို့ဆိုနေမိမိသည်အာဖဂန်ပြည်သူများကိုတိုက်နေခြင်းမဟုတ်ဘဲအာဖဂန်စော်ဘွားကိုတိုက်နေခြင်းသာဖြစ်သည်ဟုသောစကားသည်မှန်သောသစ္စာစကားဖြစ်ကြောင်းကိုအိန္ဒိယပြည်ငံကျုပ်သက်သေပြရာရောက်မည်ယခုကဲ့သို့အလီမက်စ်ချစ်နှင့်ပြီးွားကိုတဲ့ခံတပ်များနှင့်တကွမြို့အချို့ကိုသိမ်းပိုက်ထားနိုင်စဉ်စစ်ပြေငြိမ်းရေးစကားကိုပြောခဲ့လျင်စော်ဘွားရှားအလီတည်သည့်နောက်သူ့သားယာကုတ်ခန်နှင့်နှစ်ဦးနှစ်ဖက်အကြေအလဲညှိနှိုင်း၍ရစရာအကြောင်းရှိသည်သို့ဆိုလျှင်ဗြိတိရှရုရှ်နှင့်အာဖဂန်နစ္စတန်တို့သည်တရားမျှတ၍အတွန်းရှည်သောငြိမ်းချမ်းရေးကိုရနိုင်လိမ့်မည်တို့ရာတွင်စစ်ပွဲကိုစတိုက်နေသည်ဆိုလျှင်မူကားအပြေမှာတစ်ခုတည်းသာရှိသည်အခြားမဟုတ်မိမိတို့အဆက်တကွဲအကျိုးနှင့်ဖြစ်ခါအရှုံးကြီးရှုံးတော့မည်ဆိုသည့်အပြေပင်ဖြစ်သည်HE အတွေးများကိုရိပ်မိဟန်တူသည့်ဇာရင်ကအဘိဓမ္မာဆန်ဆန်ဖြင့်ဖြစ်မှာကိုမဖြစ်နဲ့လို့ပြောလို့မရဘူးလေတခင်ဆက်ဖြစ်မှာဟာဖြစ်မှာပဲကဲတခင်ဆက်ဘာတွေလုပ်နေသလဲဆိုတာပြောစမ်းမအောင်အရှ်ကပြောပြနေစဉ်ဇာရင်ကလက်ဖက်ရည်ကျို၏တချင်းကလေးတအေးအေးဖြင့် HE စကားကိုနားထောင်နေသည် HE စကားဆုံးသည့်အခါတွင်မူဇာရင်ကခုတခင်ဆက်မှာဘုံဖူးကာဗတ်နာရီပေးရဲ့တာဝန်မရှိတော့ဘူးလေဒီတော့ရှေ့ဆက်ဘာလုပ်မလဲဒီကတက်တွေနဲ့ညီရိတ်ခဲ့မှာလားဒါမှမဟုတ်မနှက်ဖြန်အတော့ကိုပြန်မှာလားဟိုရောက်ရင်တော့တခင်ဆက်ခွင့်ထက်ရအောင်ပါပါတမှုဆုံးဖြတ်လိုက်မယ်လေမနှက်ဖြန်ကြရင်သာတမှုနဲ့တွေ့ရအောင်ငါ့ကိုစီစဉ်ပေးပါကွာတထဲမှာတော့တွေ့လို့မကောင်းဘူးမြေဘေးတနေရာမှာတွေ့ရရင်ကောင်းမယ်မနှက်ဖြန်ကြတော့ငါလာခဲ့မယ်ဒီမှာကောအေးလို့ရပါမလားရပါတယ်ညဆောင်ကကျွန်တော်မိတ်ဆွေပါကျွန်တော်သူ့ကိုပြောထားလိုက်မယ်တမှုဆက်နဲ့တွေ့ဖို့ကတော့ကျွန်တော်ခုသွားစီစဉ်ကြည့်မယ်လေဒါရင်သည်ပကံခွက်ရောက်များကိုသိမ်းဆည်း၍ထွက်သွား၏အရှ်သည်အိပ်ရန်ပြင်သည်မိဖို့မှအပူငွေးကြောင့်၎င်းမိမိတာဝန်တွင်ပြီးဆုံးတော့မည်ဖြစ်သည့်အတွက်ကြောင့်၎င်းစိတ်ထဲတွင်ပေါ့ပါသွား၏မနှက်ဖြန်ဆိုလျင်အတော့သို့ပြန်ရတော့မည်ဇူလီနှင့်တွေ့ရတော့မည်မဒန်းသို့မပြန်ခင်
ခွင့်ရဲ့အပြည့်ဖြင့်စိန်ကြကြနေရတော့မည်။ညညညတွင်ဝိုင်ဂရန်ကိုတွေ့ကြိမ်ရတော့မည်မထင်။ညီတို့ဖြစ်စေမနှက်ဖြန်မနှက်စောစောတွင်မူတွေ့ကြိမ်ရလိမ့်မည်ဟုအက်ရှ်တင်သည်။တို့ရာတွင်မတွေ့ဖြစ်သည့်ကိစ္စတစ်ခုပေါ်လာ၏။ပတ်ရှ်ဝါတောင်ကြားစစ်မြေပြင်တပ်ဖွဲ့တပ်မှုဗိုလ်ချုပ်ဆန်ဘရောင်းသည်ညနေပိုင်းတွင်စစ်ကွန်ဖရင့်တစ်ခုရှိရာထိုကွန်ဖရင့်မတိုင်မီတွင်ဗိုလ်မှူးကာဗတ်နာရီနှင့်အရေးကြီးတိုင်ပင်ဆွေးနွေးစရာရှိသည့်အတွက်သူနှင့်အတူနက်နက်လက်ဖက်ရည်တောက်ရန်ဗိုလ်မှူးကာဗတ်နာရီကိုဖိတ်လိုက်သည်။နှစ်ယောက်တွေ့ကြသည့်အခါ၌ဗိုလ်ချုပ်ဆန်ဘရောင်းမှာတခါကနေကြားဆောင်တရင်မှုဖြစ်ခဲ့သည့်အတွက်စိတ်ဝင်စားမည်ထင်သဖြင့်အက်ရှ်အကြောင်းနှင့်တကွအာဖဂန်နစ္စတန်ပြည်ရဲတွင်အက်ရှ်ထောက်လှမ်းသတင်းယူခဲ့ပုံတို့ကိုအမှတ်တမဲ့ပြောလိုက်မိသည်။ဗိုလ်ချုပ်ဆန်ဘရောင်းမှာစိတ်ဝင်စားရုံမျှမကအက်ရှ်အကြောင်းကိုမေခွန်းတွေတတိကြီးမေး၏ထိုမျှမကအက်ရှ်တယောက်မဒန်းသို့ရောက်လာပေါ်ထိုစဉ်ကဗိုလ်မှူးကြီးဂျန်ကင်းဗိုလ်မှူးကြီးကင်ဘက်နှင့်ဗိုလ်မှူးဝိုင်ဂရန်တို့မှာအရာရှိပေါက်စကလေးများသာရှိကြသေးပုံစသည့်ရှေးဟောင်းနှောင်းပြများကိုပြောဆိုလျက်ရှိသည်ခဏကြာလျင်ဗိုလ်ချုပ်ဆန်ဘရောင်းသည်ငြိမ်သက်သွား၏ဤတွင်ဗိုလ်မှူးကာဗတ်နာတွေကလည်းပြန်ချိန်တန်ပြီဟုယူဆကာနှုတ်ဆက်၍ပြန်လာခဲ့သည်ဗိုလ်မှူးကာဗတ်နာတွေတွင်လှုပ်ရှားတွေအများကြီးဗိုလ်မှူးကြီးဂျန်ကင်းမရှိသည့်နောက်တွင်နေကြားဆောင်တပ်မှုအဖြစ်ယာယီတာဝန်ယူနေရသည့်ဗိုလ်မှူးကင်ဗက်ထံအက်ရှ်နှင့်ပတ်သက်၍အကျိုးအကြောင်းစာရေးရအောင်မည်မိမိသည် HR ထောက်လှမ်းရေးတာဝန်များမှပြန်၍ရုပ်သိမ်းလိုက်ပြီးဖြစ်ကြောင်း HR တရင်တာဝန်များကိုပြန်လည်ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်းဖြင့်ရေးလျက်ရှိ၏ထိုအချိန်၌ပင်ဗိုလ်ချုပ်ဆန်ဘရောင်းထံမှစာတစောင်ဗိုလ်မှူးကင်ဗက်ထံသို့ရောက်လာခဲ့သည်စာမှာတပ်ဖွဲ့ဌာနချုပ်သို့အမြန်ဆုံးလာရောက်ရန်အကြောင်းကြားသည့်စာဖြစ်၏ဗိုလ်မှူးကင်ဗက်သည်ရင်တထိတ်ထိတ်ဖြင့်တပ်ဖွဲ့ဌာနချုပ်သို့မြင်းစည်း၍လာခဲ့သည်ရောက်သည့်အခါတွင်အက်ရှ်အကြောင်းကိုမေးမြန်းနေသဖြင့်ဗိုလ်မှူးကင်ဗက်လန့်သွား၏ဒီကောင်ဂျလာလာဘက်မှရောက်နေရဲ့လို့ငါကြားတယ်ကာဗတ်နာတွေကပြန်လွှတ်လိုက်လို့ပြီးခင်တရင်ကိုပြန်ရောက်တော့မယ်ဒီကောင်တော့စိတ်များညစ်သွားမလားမသိဘူးငါမှစိတ်ကူးတစ်ခုရှိလို့ကွဗိုလ်ချုပ်ဆန်ဘရောင်း၏စိတ်ကူးမှာဗိုလ်မှူးကာဗတ်နာတွေနှင့်တခြားစီထိုအကြံကိုဗိုလ်မှူးကာဗတ်နာတွေကြားလျင်နည်းနည်းမျှကျဉ်းညက်မည်မထင်ဗိုလ်ချုပ်ဆန်ဘရောင်းသည်အက်ရှ်ပေးပို့သည့်သတင်းများခိုင်လုံသည်ဟုယူဆသည်မိမိသည်နိုင်ငံရေးရှုထောင့်မှမကြည့်ဘဲစစ်ရေးရှုထောင့်မှကြည့်ခြင်းဖြစ်ကြောင်းစစ်ရေးရှုထောင့်မှကြည့်လျင်အက်ရှ်လိုလူမျိုးသည်များစွာအသုံးဝင်သည်ဟုယူဆကြောင်းဖြင့်ဗိုလ်ချုပ်ဆန်ဘရောင်းကပြောပြသည်ဗိုလ်မှူးကာဗတ်နာတွေကတော့ဒီကောင်ဟာအာဖဂန်လိုလားသူလို့ထင်တဲ့အတွက်သူပေးတဲ့သတင်းတွေဟာလည်းအာဖဂန်ဘက်ကိုပေးနေတယ်လို့ယူဆနေတယ်ငါကတော့ဒီလိုမထင်ဘူးကွာခုငါတို့ပတ်ရှ်ဝါတောင်ကြားစစ်မြေပြင်တပ်ဖွဲ့ကလူကျင်နေတဲ့သတင်းဟာနိုင်ငံရေးသတင်းမျိုးမဟုတ်ဘူးစစ်ရေးနဲ့ပတ်သက်တဲ့သတင်းမျိုးဒီတော့မင်းကငါတိတိကျကျမေးချင်တယ်အက်ရှ်ဟာတစ္ဆာပေါက်တက်ရောက်လားတစ္ဆာမဖောက်ဘူးဆိုရင်တော့ငါသူ့စီကသတင်းတွေကိုလူကျင်တယ်တို့အဖို့ကသတင်းကိုစောစောစီးစီးရဖို့နဲ့တိတိကျကျရဖို့ဟာအရေးအကြီးဆုံးပဲတို့ကိုခံတိုက်နေတဲ့လူမျိုးစုလက်နက်ကင်တပ်တွေဘယ်နာမှရှိနေတယ်လဲအင်အားဘလောက်လဲဆိုတာတွေကိုတိတိကျကျသိကျင်တယ်ဒီလိုတိုင်းပြည်မျိုးမှာဒီလိုသတင်းမျိုးကိုရတာဟာနောက်ထပ်စစ်တပ်ကြီးတက်အားဖြည့်ပေးရတဲ့အတူတူပဲဒီတော့အက်ရှ်ကိုငါတွေ့ချင်တယ်ကွာနိုင်ငံရေးဆရာကြီးရဲ့အတွက်မဟုတ်ပဲတို့စစ်ဖက်အတွက်ဆက်ပြီးထောက်လှမ်းပေးနိုင်မလားဆိုတာငါမေးချင်တယ်ဗိုလ်မှူးကင်ဘဲကသူမေးကြည့်မိဖြစ်ကြောင်းပြောသည်ငါအမိတ်အတိုင်းလုပ်ရတယ်ဆိုတာပြောပြကွာတကယ်လဲဟုတ်နေတာပဲဂျန်ကင်းမရှိတော့မှမင်းဟာနေကြားဆောင်တက်ရဲ့တမှုငါဟာမင်းရဲ့တမှုချုပ်ဒီတော့သူ့ကိုခေါ်ကွာဒါစစ်တိုက်နေတာစစ်တိုက်တယ်လို့ပဲလုပ်ရမှာပဲအက်ရှ်ဒီအမိတ်ကိုမတုံမလှုပ်နားထောင်၏မိမိအတွက်မူကြီးမားသောနစ်နာမှုတို့ရာတွင်မတတ်နိုင်မီမိမိသည်လက်ရှိအမှုထမ်းနေသောအရာရှိတစ်ယောက်မဟုတ်လောထိုအလုပ်ကိုလုပ်ပြရစေဟုမိမိကိုယ်တိုင်ဆန္ဒပေးခဲ့သည်မဟုတ်လောအက်ရှ်ဒီမိမိထံသို့ထိုအမိန့်ကိုယူဆောင်လာသည့်ဝိုင်ဂရန်၏စကားများကိုမတုံမလှုပ်နားထောင်နေသည်ဗိုလ်ချုပ်ဆန်ဘရောင်းလိုချင်သည့်သတင်းမျိုးထိုသတင်းကိုပို့ရမည့်နီလန်းများနှင့်အခြားအကြောင်းများကိုမြစ်ဘေးတွင်မြင်းလျှောက်စီးရင်ပြောသွားသည်မင်းကိုထပ်ပြီးတာဝန်ပေးလိုက်တဲ့အတွက်ကိုလည်းစိတ်မကောင်းပါဘူးကွာဗိုလ်ချုပ်ကိုအကျိုးအကြောင်းပြောကြည့်ဖို့ဗိုလ်မှူးကင်းဘဲကိုပြောကြည့်ပါသေးတယ်ပြောလို့လည်းအချင်းကုန်ယုံရှိမှာပဲရမှာမဟုတ်ဘူးတဲ့ဒါလည်းဟုတ်မှာပဲပြီးတော့မင်းကပူးကိုချက်ချင်းပြန်ရမယ်အဲ့ဒီမှာအခြေစိုက်ပြီးသတင်းပို့ရမယ်ဒီအတွင်းမှာအာဖဂန်တွေကစစ်ပြေငြိမ်းရေးမလုပ်ရင်တော့တို့လည်းကပူးကိုသိမ်းနိုင်နိုင်မယ်ထင်ပါရဲ့အက်ရှ်ကခေါင်းငိမ့်သည်ထိုနေ့ည၌ယမန်ညညကသူ့ကိုလာကြိုသည့်နေရာသို့ဇာရင်ကလိုက်ပို့ပေး၏ဇာရင်သည်တောင်ပေါ်သားတစ်ယောက်လိုတွက်လက်လျင်မြန်သောခြေလှမ်းများဖြင့်အမောင်ထဲတွင်ပျောက်ကွယ်သွားသည့်အက်ရှ်ကိုငေး၍ကြံရစ်ခဲ့သည်နောက်တစ်နေ့မနက်တွင်ဝေါ်လီညစ်မြင့်တက်များသည်စစ်စင်ရေးထွက်နေရမှဂျလာလာဘက်သို့ပြန်ရောက်လာကြ၏
ထိုအချိန်၌က Ash မှာကန်တမတ်တစ်ဖက်ရှိမိုင်20ခန့်ကွာသည့်တောင်ရိုးများကြားသို့ရောက်နေလေပြီ Ash ပြန်လာမည့်အချိန်မှာဇန်နဝါရီလဖြစ်၏တောင်ကြားများထဲတွင်ညှင်းတွေဖုံးစာပြူပြီးတို့ရာတွင်ညှင်းမုန်တိုင်းတွေမကြသေးထိုလကုံလောက်တွင်ဂျလာလာဘက်တွင်ရှိစဉ်ဇာရင်မှတဆင့် Ash ပေးလိုက်သည့်စာတစ်စောင်သည်အတော့ရှိဖာတမာဘီကန်အိမ်သို့ရောက်လာခဲ့သည်နောက်3ရက်အကြာတွင်မူဇူလီသည်ကဘူးသို့လိုက်လာခဲ့သည်ကာလာကြီးကရုတ်ရုတ်ရက်ရက်ကာလာကြီးကဘူးသို့လိုက်မည်ဆိုသည့်အခါတွင်ဘီကန်ကြီးနှင့်ဂူဘတ်တို့နှစ်ယောက်စလုံးအထိတ်တလန့်ဖြစ်နေကြသည်ရာသီကမကောင်းအချိန်ကစစ်ဖြစ်နေသည့်အချိန်ဒီလိုရာသီဒီလိုအချိန်မျိုးတွင်ကဘူးသို့သွားမည်ဆိုသည်မှာတွေးပင်တွေးရဲစရာမရှိလူဆိုးဓမြတွေတောင်းကျမ်းသူတွေဒူးနယ်တေးဖြစ်နေသည့်ကန္နာရခရီးချမ်းကြီးကိုနုနုညံ့ညံ့မိမပြိုကလေးတယောက်တည်းသွားမည်ဆိုခြင်းမှာမြည်သည့်ညင်းညင်မြခွင့်ပြုဖို့မကောင်းဇူလီတယောက်တည်းမဟုတ်ပါဘူးဇူလီကိုစောင့်ရှောက်ဖို့ဂူဘတ်လည်းလိုက်လာမှာပေါ့ဟုဇူလီကပြောသည်ဂူဘတ်ကမူဒီမြမိုက်ယူရဲဆန်သောအလုပ်တွင်သူမပါလို့သူသဘောတူလျင်သူ့ကို Ash သခင်ဆက်ကခေါင်းဖြတ်ပစ်လိမ့်မည်ဟုပြောသည်သူမလိုက်လို့လျင်သူတယောက်တည်းသွားမည်ဟုဇူလီကအတင်းအကျပ်ကိုင်၏ဇူလီသည်တဖွားဖွားပူစားကအော်ဟစ်ငိုယိုညင်ညင်ကိစ္စမရှိဒီလိုဆိုလျင်ပြဿနာကိုဖြေရှင်းနိုင်သည်ယခုမူဇူလီကိုကြည့်ရသည်ကတည်ကြည်ငြိမ်ငြိမ်အော်လဲမအော်ငိုလဲမငိုသူ့နေရာသည်သူ့ယောက်ျားဘေးတွင်ရှိကြောင်း6လလောက်ခွဲညှိကြဖို့သဘောတူခဲ့သည့်တိုင်နောက်ထပ်6လနောက်တစ်နှစ်လောက်ခွဲခွာနေဖို့မူမဖြစ်နိုင်တော့ကြောင်းဖြင့်ပြောပြသည်ထို့ပြင်ယခုအချိန်တွင်မိမိသည်ပထန်စကားကိုရေးလဲစွာပြောနိုင်မည်ဖြစ်ကြောင်းအာဖဂန်အမျိုးသမီးတယောက်အနေညင်နိုင်နေ Ash အတွက်မိတို့မျှအနှောက်အယှက်မဖြစ်သည့်အပြင်အကူအညီပင်ရမည်ဖြစ်ကြောင်းအိန္ဒိယပြည်တွင်နေလျင်လဲမိမိအဖို့အထိတ်ထိတ်အလန့်လန့်နေရခြင်းဖြစ်ကြောင်းအာဖဂန်နစ္စတန်တွင်တွေ့ရမည့်အန်နီယတို့သည်အိန္ဒိယတွင်နေရသည့်အန်နီယထက်ဘာမျှပူပြီးမကြည့်ကြောင်းအိန္ဒိယပြည်တွင်ဆိုလျှင်ပြီးသောမှလူများသည်မိမိကိုခြေရာခံကလောက်ကျန်မည့်အန်နီယရှိနေသေးကြောင်းအာဖဂန်နစ္စတန်ဆိုလျှင်ပြီးသောမှလူများသည်သူ့နောက်သို့လိုက်၍အန်နီယပေးနိုင်တော်မူမဟုတ်ကြောင်းမိမိ၏ခမွန်သည်ကဘူးတွင်ရှိအဝါရှာဘဟာဒုခန်တို့၏အကူအညီဖြင့်အိမ်တဆောင်မိတပြောင်ဖြင့်ထားနိုင်မည်ဖြစ်ကြောင်းထို့ကြောင့်မိမိသွားရမည့်နေရာကိုသိကြောင်းမိမိကိုမြည်သူမျှတား၍ရမည်မဟုတ်ကြောင်းဇူလီကပြောသည်သူတို့ကလည်းတားကြပါ၏တို့ရာတွင်တား၍မရတော့ဒီကန်းကြီးမှာမျက်ရည်အရွှဲသားဖြင့်ဇူလီကိုအခန်းထဲလှောင်၍တောက်ခတ်ပိတ်ထား၏ပရင်းပေါက်မှခုံစင်းထွက်ပြေးမည်ဆိုသဖြင့်ဂူဘတ်ကိုခြံထဲတွင်အဆောင်ခိုင်းထား၏ပရင်းပေါက်မှခုံစင်းနိုင်သည့်တိုင်ခြံဝင်းကိုဒတိုင်းမြင့်မြင့်ကြီးများကာထားသည့်အတွက်ဇူလီထွက်မပြေးနိုင်ပါထိုအခါဇူလီကအစာမစားရေမတောက်ဖဲပြန်၍ဆန္ဒပြသည်တို့ဖြင့်2ရက်ခန့်ကြာ၍တားမရတော့ပြီဟုသဘောပေါက်လာသည့်အခါတွင်မှဘီကန်ကြီးလှည့်လျှော်လိုက်သည်ဇူလီကိုခွင့်လွှတ်ပါဘီကန်ကြီးဟာဇူလီအပေါ်မှာကျင်နာခဲ့ပါတယ်ကောင်းခဲ့ပါတယ်ခုလိုလောက်တာဟာလဲဇူလီအတွက်စိုးရိမ်လို့ဆိုတာဇူလီသိပါတယ်ဒါပေမဲ့မသွားလို့မဖြစ်ဘူးဘီကန်သွားမှဖြစ်မယ်သူ့အတွက်စိုးရိမ်တာနဲ့ပဲဇူလီသေးမှာသူ့မှာသူ့တယောက်တည်းရဲ့အသက်ကိုဖက်နဲ့ထုတ်ထားရတာသူ့ဘေးမှာကူပေါ်လောင်ဘက်ဆိုလို့တယောက်မှရှိတာမဟုတ်ဘူးဇူလီမလိုက်ရင်သူလဲသေးမှာအသေးစိုးနဲ့သေးရမှာဇူလီမှလည်းသူသေးလို့သေးမှန်းမသိရမဖြစ်ဘူးဘီကန်ဇူလီလိုက်မယ်တကယ်လို့သူရန်သူတွေလက်ထက်ရောက်သွားလို့အကျဉ်းကျနေရင်အငက်ငက်အပြက်ပြက်နဲ့နေရရင်ဟုတ်ပါတယ်ကွယ်ငါတူမကိုဘီကန်ကြီးကလည်းကိုချင်းစာပါတယ်တကယ်မင်းမကောင်းတယောက်ဖြစ်ဖို့ယောက်ျားတယောက်ကိုအသေးနှလုံးနဲ့ပုံချစ်ဖို့ဆိုတာမလွယ်ပါဘူးဒါကိုယောက်ျားတွေနားမလဲပေမဲ့ဘီကန်နားလဲပါတယ်သူတို့မှာအချစ်မရှိရင်အချစ်တွေရှာလို့ရတယ်တိုက်ပွဲတွေအငြင်းတွေထဲမှာပျော်ပြီးစိတ်ကိုဖြေပြောက်လို့ရတယ်တို့မိန်းမသားတွေမှာသာအချစ်ကိုလည်းရှာဖို့မရပျော်စရာလည်းမရှိဟုတ်တယ်ငါတူမကိုဘီကန်ကိုညီမယ်ဘီကန်ကြီးဤထောက်ခံမှုမရှိတော့သည့်အခါတွင်ဂူဘတ်လည်းလက်လျှော့လိုက်ရလေပြီထို့ပြင်ဇူလီတယောက်တည်းသွားမည်ဆိုသည်ကိုလည်းညီသည့်ညင်းညင်မျှသူစိတ်မချနိုင်အမှန်ဆိုလျင် Ash ၏သဘောထားကိုစောင့်တင်သေးသည်တို့ရာတွင် Ash ထံစာရေးဖို့ဆိုသည်မှာမလွယ် Ash ထံမှစာကိုအာဖဂန်နယ်ထဲမှခိုးထုတ်လာနိုင်ခဲ့ခြင်းမှာဇာရင်လိုလူမျိုးရှိနေ၍ခိုးထုတ်လာနိုင်ခဲ့ခြင်းဖြစ်သည်သို့မဟုတ်ရင်အာဖဂန်နစ္စတန်ပြည်နယ်ထဲသို့ဝင်ရသည်မှာတာရဲတွင်သို့ဝင်ရသည်နှင့်အတူတူနောက်တစ်နေ့တွင်ဇူလီနှင့်ဂူဘတ်တို့သည်အာဖဂန်နစ္စတန်သို့ထွက်ခဲ့ကြ၏စားစရာအငင်းငယ်ပတ်စံအငင်းငယ်နှင့်ဇူလီတွင်ခန်းဝင်ပစ္စည်းအဖြစ်ပါလာသည့်လက်ဝတ်ရတနာတို့မှအပါအခြားမည်သည့်ပစ္စည်းကိုမျှယူဆောင်ခဲ့ခြင်းမရှိဘီကန်ကြီးသည်ဇူလီအတွက်အာဖဂန်အဝတ်အစားသိုးရည်အင်ဂျီနှင့်ဖနက်ရှည်ကြီးကိုရှာပေးလိုက်၏လူမြင်လျင်အထင်ကြီးမြည်ဆိုသည့်အတွက်မြင်းပိန်ကလေးနှစ်ကောင်ကိုလည်းရှာပေးလိုက်သည်သွားကညီသည့်အခါတွင်ဘီကန်ကြီးသည်
နောက်ဖေးမလွယ်တကားကလေးအထိလိုက်ပို့၏အမှောင်ထဲတွင်သူတို့နှစ်ယောက်ပြောက်ကွယ်သွားသည်ကိုငေးကြည့်ရင်သူပြိုရွယ်စဉ်ကဘဝကိုပြန်၍အမှတ်ရသည်လွန်ခဲ့သည့်နှစ်ပေါင်းများစွာကသူ့ကိုဒီအိမ်ကြီးသို့ခေါ်လာခဲ့သည့်သွားလေသူခင်မွန်းတယ်ကိုအောက်မေ့၏ဟုတ်သည်ထိုစဉ်ကသူတို့နှစ်ယောက်စလုံးငယ်ငယ်ရွယ်ရွယ်ငါဆိုရင်လည်းလိုက်မိမှာပဲဖះမလို့ငါတူမလေးကောင်းကောင်းမွန်မွန်ချောချောမောမောရောက်ပြီးသူ့ချစ်သူနဲ့တွေ့ပါစေတော့ရာသီဥတုကစိုးပါပြီတဲ့နော်ခရီးကြီးကကြားလိုက်ပါပြီခရီးကဘီကန်းကြီးထင်သည်ထက်ပင်ကြံသေးသည်လမ်းတွင်သူတို့စီးလာခဲ့သည့်မြင်းတကောင်ရောက်ကဘာမှခြေချော်ကအောက်ပေ300လောက်နဲ့သည့်ကြောက်ကြီးရဲသို့ကျသွားခဲ့သည်ညင်းမုံနိုင်မိသဖြင့်စားနပ်ရိတ်ခါထဲသည့်ကုန်းနှီးအိတ်တွေကြောက်ထဲသို့ကျသွားသောကြောင့်ကြောက်ထဲသို့ဆင်းယူရတွင်ဂူပတ်မှာကန်ကောင်း၍ဂုံမကျိုးခဲ့ခြင်းဖြစ်သည်တညရာတွင်ညင်းမုံနိုင်ကြီးကျသဖြင့်ရပ်ပေါင်းများစွာနားနေရသည်တို့ဖြင့်လမ်းတွင်15ရက်ကျော်မြခရီးကျန်းကြီးကိုဖျက်တမ်းလာခဲ့ပြီးနောက်တွင်ကဘူးသို့ချောမောစွာရောက်ကြ၏ဗလာဟီဇာနန်းတော်အနီးရှိလမ်းချင်းကလေးတစ်ခုထဲမှအိမ်တရင်ဤတကားကိုခောက်လိုက်သည့်အခါတွင်အက်ရှ်ကိုအစင်သင့်တွေ့ရသည်